ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇလန်မှာတော့မြေအောင်ရထားပေါ်မှာကလေးတယောက်ကအရန်ကိုကျေလောင်းစွာငိုယိုနေပြီးလူတိုင်းကိုစိတ်နှောက်ယှက်ဖြစ်စေပါတော့တယ်ခေးတဲ့တယောက်ကနောက်ဆုံးမှစိတ်မရှိတော့ဘဲနဲ့ကလေးမိကိုအော်ဟောက်လိုက်ပါတယ်ဒါကအဆူညံတန်ကိုပို့ပြီးတော့ဆိုးရွားစေခဲ့သလိုအဲ့ဒါကိုကြည့်နေတဲ့အမျိုးသားတယောက်ကတော့သူတို့ကိုလီလီရှူဖို့အတွက်နှကြက်တက်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲသူ့ရဲ့ရီးသားဟောင်းစီကဖုန်းလာခဲ့ပေမဲ့သူကဖုန်းကိုပစ်ချလိုက်ပါတယ်နောက်ထပ်မှတ်တိုင်မှာတော့အဲ့ဒီအမျိုးသားဟာရထားဘော်ကဆင်းလာပြီးတော့နောက်ထပ်ဖုန်းတစ်ခုလက်ခံရရှိခဲ့ပါတယ်။သူကမတက်တာပဲနဲ့ဖုန်းကိုပြန်ပြေးလိုက်ရပြီးသူ့ရဲ့ရီးစားဟောင်းကိုသူအလုတ်သွားနေတဲ့အကြောင်းပြောပြပါတယ်။သူမကတော့သူမရဲ့ဆေးရုံမှာရောက်နေခဲ့ပြီးတော့မှဆရာဝန်ကသူမမှာကိုဝင်ရှိနေပြီလို့အတည်ပြုလိုက်တဲ့အကြောင်းဒါကြောင့်ပဲသူ့ရဲ့သဘောထားကိုသိကျင်တဲ့အကြောင်းပြောပြပါတယ်။သူကတော့အဲ့ဒီသတင်းကြောင့်အရန်ကိုတုံလုံးသွားခဲ့ပြီးလမ်းတော်လမ်းလာတယောက်ကိုဝင်တိုက်မိကဖုန်းလေးပြုတ်ကျသွားတဲ့အတွက်သူ့ရဲ့ရီးစားဟောင်းပြောသမျှရဲ့တဝက်လောက်ကိုမကြားလိုက်ပါဘူး။ရုတ်တရက်ပဲသူဟာရင်ကျက်ယောဂထားပေါက်လာခဲ့ပြီးတော့မှစိတ်ငြိမ်သွားအောင်ရှူသေးသုံးလိုက်ရပါတယ်။သူဟာသူမအတွက်အချိန်ပေးပါမယ်လို့ပြောပြီးမြဲသူမကတော့ဆုံးဖြတ်ချက်ချပြီးသားမလို့ဒုက္ခမရှာနဲ့လို့ပြောပါတော့တယ်။သူမဘာကိုဆိုလိုတာလဲလို့သူကမေးဖို့ကြိုးစားတဲ့အခါမှာဖုန်းလိုင်းပြတ်သွားပြီးတော့ဖုန်းကျသွားပါတော့တယ်။အဲနောက်မှာတော့သူဟာထပ်ပေါက်ရှိလို့ရေးထားတဲ့ဆိုင်းမို့ရှိတဲ့ဇင်းညံတန်းတစ်ခုတည်းဝင်လာခဲ့ပြီးအနီးနားမှာလမ်းလျှောက်နေတဲ့တခြားလူတယောက်ပဲရှိပါတယ်။ထပ်ပေါက်တုံညဆိုင်းမို့ကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့သူဟာလမ်းတစ်ခုကိုတွေ့လိုက်တဲ့အခါမှာစိုးစိုးကလူနဲ့အတူတူမူလာဆိုင်းမို့စီကိုပဲပြန်ပြီးတော့ရောက်နေတာတွေ့ရပြီးတော့တုံလုံးသွားပါတော့တယ်။လောလောဆယ်တော့သူကဆက်ပြီးတော့မှရှောင်းနေတုံးပဲဖြစ်ပါတယ်။ဒါပေမဲ့သူကအဲ့ဒီနေရာမှာပဲထက်ကပြန်ပြီးတော့ရောက်နေတာပါ။အဲ့ဒီအခြေအနေကိုဇဝေဇဝါဖြစ်ပြီးတော့သူဟာဟိုဘက်ကလူကိုလှမ်းပြီးတော့ကြည့်လိုက်ပြီးမြဲဆိုင်းမို့ရဲ့နောက်ကျောဘက်မှာ၃ချိန်ပြန်လဲပါလို့ရေးထားတာကိုတော့သူမမြင်လိုက်ပါဘူး။သူကဆက်လျှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့မှနောက်တစ်ချိန်မှလည်းအဲ့နေရာကိုပြန်ပြီးတော့ရောက်လာပြန်ပါတယ်။ဒီတစ်ခါမှာတော့သူနောက်လဲကြည့်လိုက်တဲ့အခါမှာဟိုဘက်ကလူကသူ့ကိုထူးဆန်းစွာနဲ့ပြုံးပြနေတာကြောင့်လန့်သွားရပါတော့တယ်။သူကကြောက်လန့်နေကြထွက်ပြေးပြီးမြဲတူညီတဲ့အရာပဲထက်ဖြစ်နေတာကြောင့်ပဲနောက်လဲပြီးတော့စက်ညင်မဲ့ရက်ကိုပြေးပါတယ်။ကန်ဆိုးတာကတော့ဒါဟာလေသူ့ကိုအဲ့နေရာကိုပဲပြန်ပြီးတော့ရောက်စေတာပါ။လမ်းမြောက်နေတဲ့အဲ့ဒီလူဟာနေရန်ကအရေးပေါ်ခလုတ်ကိုတွေ့ပြီးတော့နှိမ့်လိုက်ပြီးမြဲအလုံးမလို့ပါဘူး။အဲ့နောက်မှာတော့ဇင်းညံလန်းကတကား၃ချက်ကိုဖွင့်ဖို့စူးစမ်းပြီးမြဲအားလုံးကပိတ်ထားပြန်ပါတယ်။နေရန်ကပိုစတာတစ်ခုကိုစိုက်ကြည့်နေတော့မှသွေးတွေစီးကြလာတာတွေ့ရပြီးတုံးလို့ခြောက်ချပြီးတော့အနောက်ကိုဆုပ်လိုက်တော့နမက်ရှိဆိုင်းမှုဘောကနေသူ့ရဲ့ခေါင်းပေါ်ကိုသွေးတွေစီးကြလာတာခံစားရပါတယ်။ကြောက်လန့်နေတဲ့အမျိုးသားဟာထပ်ပြီးတော့ပြေးပြန်ပါတယ်။ဖုံပြောနေတဲ့တခြားလူကိုတွေ့ရပြီးတဲ့နောက်မှာတော့ထပ်ပေါက်တဲ့ဆိုင်းမို့ကိုတွေ့လိုက်ရတဲ့အတွက်ဇင်းညံလန်ကနောက်ဆုံးတော့ပြောင်းလဲသွားပြီဆိုတာသူသိလိုက်တာပါအဲ့ဒီဆိုင်းမို့ရဲ့ဘေးနားမှာပဲညွန်ညာချက်တွေရေးထားပါတယ်ဒါကတော့ပုံမှန်မဟုတ်တဲ့ထူးခြားမှုတွေကိုသတိထားဖို့ဖြစ်ပြီးတကယ်လို့တစ်ခုခုကိုမြင်လိုက်ရလို့ရှိရင်ချက်ချင်းနောက်ပြန်လှည့်ရမှာပဲဖြစ်ပါတယ်ဘာမှမတွေ့ရင်တော့ရှေ့ကိုဆက်ချောင်းနိုင်မှာဖြစ်ပြီးတကယ်ထပ်ပေါက်ကတော့နံပါတ်၈ဖြစ်ပါတယ်လမ်းမြောက်နေတဲ့လူဟာဆက်ချောင်းလာခဲ့ပြီးတော့မူလနေရာကိုရောက်လာခဲ့ပြီးမြဲသွေးတွေမရှိတော့တယ်လို့ဆိုင်းမို့မှာလည်းနောက်ပြန်လှည့်ဖို့အတွက်မပြောတော့ပါဘူးဒါဟာအစိုးကမြင်ခဲ့ရတဲ့ထူးခြားမှုဖြစ်မယ်လို့သူဟာကောက်ချက်ချလိုက်ပါတယ်ဟိုဘကလူပေါ်လာတဲ့အခါမှာသူဟာမိကုန်းတချို့မေးကြည့်ပေမဲ့အဖက်လုတ်ခြင်းမခံရပြန်ပါဘူးအနောက်မှာတော့သူကဆက်လျှောက်လာခဲ့ပြီးတော့နံပါတ်3ညဆိုင်းမို့ကိုတွေ့တော့ရင်ကျက်ယောဂထပ်ဖောက်လာပါတယ်ရှူသေးသုံးပြီးတဲ့နောက်မှာတော့ဆက်ပြီးတော့သွားနေပါတယ်ဒီကောင်မှာတော့သူဟာထူးခြားမှုကိုတေချာစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တာပါဇင်းညံလည်းရဲ့အသေးစိတ်အချက်လက်အားလုံးကိုသူ့ရဲ့ဖုန်းနဲ့ဓာတ်ပုံရိုက်ထားလိုက်ပြီးပိုစတာတိုင်းမှာဟိုဘက်လူရဲ့မျက်နှာအရေးပေါ်ခလုတ်တကားတိုင်းနဲ့တောင်းတွေကဓာတ်ပုံရိုက်တဲ့နေရာဗီဒီယိုတွေအထိကိုရိုက်ထားတာပဲဖြစ်ပါတယ်နောက်ဆုံးပိုစတာမှာနံပါတ်1ပါတဲ့အတွက်နံပါတ်တွေကတိုးလာနိုင်နေဆိုတာသူဟာသဘောပေါက်သွားခဲ့ပါတယ်ဖုန်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ဓာတ်ပုံအားလုံးကဝါချင်းချင်းလိုင်းနေထားနေပြီးဘာမှအသုံးမဝင်ပါဘူးသူကဆက်သွားဖို့အတွက်ဆုံးဖြတ်ပြီးတော့သူ့ရဲ့မှတ်ဉာဏ်ကိုပဲယုံကြည်ကလမ်းလျှောက်ရင်းနဲ့အသေးစိတ်တွေကိုစစ်ဆေးပါတယ်သူနောက်ကိုလှည့်ကြည့်လိုက်တော့ဟိုဘက်ကလူကသူ့ကိုပြုံးကြည့်နေတာတွေ့ရပြီးဒါဟာထူးခြားမှုဆိုတာကိုသိလိုက်ပါတယ်အဲဒါကြောင့်နောက်ပြန်လှည့်လိုက်ပါတယ်အဲ့ဒီကြောက်စရာကောင်းတဲ့လူကသူ့ရဲ့နောက်ကိုလိုက်လာပြီးတော့အဲ့ဒီလူကိုအကြိမ်နှဲငယ်မြင်ပြီးတဲ့နောက်မှာတော့လမ်းမြုပ်နေတဲ့လူဟာကြောက်လန့်နေကြပြင်းနဲ့ချော်လဲသွားခဲ့ပါတယ်အခုခါမှာတော့ဟိုဘက်ကလူကဖုန်းကြည့်ရင်းနဲ့အေးအေးဆေးဆေးရက်နေတာပါလမ်းပြောင်းနေတဲ့လူဟာသူ့ရဲ့အိမ်ထဲကရေဘူးကိုထုတ်ပြီးတော့တောင်းရင်းနဲ့ဆက်လျှောက်လာတော့နံပါတ်2လို့ရေးထားတာတွေ့တဲ့အတွက်သူဟာတိုးတက်မှုရှိနေပါပြီအဲနောက်မှာတော့မူလနေရာကိုပြန်ရောက်လာတဲ့အခါမှာအသေးစိတ်အချက်လက်တွေကိုထပ်ပြီးတော့စစ်ဆေးပါတယ်အရာအလုံးကပုံမှန်ပဲလို့ထင်ရပြီးတော့သူဟာထွက်ခွာဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာလောကတွေကနေကလေးငိုတန်ကြားလိုက်ပါတော့တယ်သူကကြည့်လိုက်တဲ့အခါမှာတော့ကလေးတယောက်ကိုတွေ့ပါတယ်အဲဒါကြောင့်ချက်ချင်းပဲတကားကိုပြန်ပြီးတော့ပိတ်လိုက်ပြီးရုတ်တရက်ဗီဒီယိုထဲကနေကလေးတွေတပြိုင်နက်ငိုကြပါတော့တယ်ဒါထူးခြားမှုတစ်ခုဖြစ်တဲ့သူဟာနံပါတ်3ဆိုင်းမို့ကိုတွေ့တဲ့အထိနောက်ပြန်ပြေးပါတယ်မူလနေရာကိုရောက်တဲ့အခါမှာတော့သူဟာအသက်ရှူရခက်ခဲရင်းနဲ့ထူးခြားမှုတွေကိုစစ်ဆေးပါတော့တယ်ဘေးကင်းပြီလို့တေးကြတဲ့အခါမှာရှူသေးကိုထုတ်လိုက်ပြီးမြဲမတော်တဆပြုတ်ကျလို့သွားပါတော့တယ်အဲဒီချိန်မှာပဲပိုစတာတွေပေါ်ကမျက်လုံးအားလုံးဟာသူ့ရဲ့နောက်ကိုလိုက်ကြည့်နေတယ်ဆိုတာသတိထားမိသွားပါတော့တယ်ဒါကြောင့်ပဲသူကရှူသေးကိုအမြန်ကောက်ပြီးတော့နောက်ပြန်လှည့်လိုက်ပါတယ်သူကဇင်းညံလန်းကနေထွက်သွားတဲ့အထိမျက်လုံးတွေကသူ့ရဲ့နောက်ကိုလိုက်ကြည့်နေတာဖြစ်ပြီးတော့မကြောက်ခင်မှာနံပါတ်4ဆိုင်းမို့ကိုသူတွေးလိုက်ပါတော့တယ်မူလနေရာကိုပြန်ရောက်တဲ့အခါမှာတော့ဘာမှထူးခြားမှုမတွေ့ရတော့တဲ့အတွက်နံပါတ်5ဆိုင်းမို့ကိုတွေ့တဲ့အထိရှေ့ဆက်ပါတယ်ပြီးတော့သူဟာအဲ့ဒီလုပ်ငန်းစဉ်ကိုထပ်ပြီးတော့လုပ်ပါတယ်ဒါပေမဲ့ထူးခြားမှုတွေကိုစစ်ဆေးနေတော့မှသူ့ကြီးသားဟောင်းစီကဖုန်းလာလို့အနောက်ရှက်ဖြစ်ခဲ့ပါတယ်ဖုန်းပြောပြီးတဲ့အခါမှာတော့သူမကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချပြီးပြီလားလို့မေးပါတယ်လမ်းမြောက်နေတဲ့လူဟာအဲ့ဒီကိစ္စနဲ့အာယုံများနေတာကြောင့်
အနောက်ခံကနေကလေးငိုတန်တွေကိုလည်းမကြားလိုက်ပါဘူးသူကသူမကိုမြေအောင်ရထားဘောကဖြစ်ရဲ့အကြောင်းကိုပြောပြပြီးတော့ကလေးအမိကိုဘယ်သူမှမကူညီခဲ့တဲ့ပုံနဲ့သူကိုယ်တိုင်ကလည်းလေးလူရှုခဲ့မိတဲ့အတွက်ဘလောက်ထိအပြစ်မကင်းသလိုခံစားနေရတဲ့အကြောင်းပဲပြောပါတယ်သူကဖခင်ကောင်းတယောက်ဖြစ်ဖို့တဲ့မထိုက်တန်ဘူးလို့ဝန်ခံရင်းနဲ့ငိုကြွေးနေပြီးလမ်းပြောင်းနေတဲ့လူဟာသူရဲ့နောက်မှာပဲသူမရှိနေရကိုတတိမထားမိပဲမကြခင်တွေးကြမယ်လို့သူရေးစားကိုပြောရင်းနဲ့ဆက်လျှောက်လာခဲ့ပါတော့တယ်ဆိုင်မို့ကိုတွေးလိုက်တဲ့အခါမှာတော့နံပါတ်3ယောက်ကိုပြင်ရောက်နေတဲ့အတွက်အဲ့ဒီဖုန်းကောဟာထူးခြားမှုတစ်ခုဖြစ်ခဲ့ပြီးသူ့ရဲ့တိုးတက်မှုတွေအားလုံးပြတ်သွားပြီဆိုတာတက်တည်ပြနေပါတယ်သူကအစားကနေပြန်စားဖို့ကလွဲပြီးတော့မှရွေးချယ်စရာမရှိပါဘူးဒီကမှာတော့မူလနေရာဟာအဝါရောင်ပြောင်းလဲသွားခဲ့ပြီးဒေါသတကြီးနဲ့သူ့ရဲ့အိတ်ကိုမြေကြီးပေါ်ပြစ်ချလိုက်တဲ့အခါမှာတော့ရင်းချက်ယောဂထဖောက်လာပါတော့တယ်လမ်းပြောင်းနေတဲ့လူဟာလဲကျသွားခဲ့ပြီးတော့မှအန်ထိုးလိုက်ပြီးသတိလစ်မတက်ဖြစ်ခဲ့ပါတယ်စက္ကန့်အနေငယ်ကြောင်းသူဟာဒေါသတကြီးအုံနေယုံကလွဲပြီးတော့ဘာမှမလုပ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဆေးအေးသွားခဲ့ပြီးတော့အရှုံးမပေးဖို့အတွက်ကိုပြန်ပြီးတော့သတိပေးပါတော့တယ်သူကအိတ်ကိုထားခဲ့ပြီးတော့နောက်ပြန်လှည့်ကနံပါတ်1ဆိုင်မို့ကိုတွေ့တဲ့ထိရှောက်ပါတယ်နောက်တစ်ချိန်မူလနေရာကိုရောက်တဲ့အခါမှာတော့ဟိုဘက်ကလူအစားကောင်လေးတယောက်ကိုတွေ့လိုက်ရတဲ့အတွက်ဒါဟာထူးခြားမှုလို့ယူဆပြီးတော့နောက်ပြန်လှည့်ပါတယ်ဒါပေမဲ့ဆိုင်မို့ကတော့၃ယောက်ကိုပြနေတဲ့အတွက်ဇဝေဇဝါဖြစ်ခဲ့ပြီးသူနောက်ပြန်လှည့်တဲ့အခါမှာကောင်လေးကိုတွေ့ပြီးတော့သူ့ရဲ့ဘာဘောကအမာရုပ်ကိုသတိထားမိခဲ့ပါတယ်သူကကောင်လေးကိုစကားပြောဖို့ကြိုးစားပေမဲ့ကောင်လေးကထွက်ပြေးသွားပြီးလမ်းပြောင်းနေတဲ့လူဟာကောင်လေးနောက်ကိုလိုက်သွားပြီးတော့မူလနေရာကိုရောက်တော့ကောင်လေးကဟိုဘက်ကလူကိုလက်ညှိုးထိုးပြပါတယ်အတေးဖြစ်ရဲ့တကူအရာဆိုတော့ဟိုဘက်ကလူကလည်းတစ်ချိန်လုံးကထူးဆန်းတဲ့နေရာမှာပိတ်မိခဲ့တဲ့တာမန်လူတယောက်ဖြစ်ခဲ့ပြီးသူကောင်လေးကိုတွေ့တဲ့အခါမှာအတူတူလွတ်မြောက်ဖို့အတွက်လက်တွဲခေါ်ပါတယ်အဲတုန်းကကောင်လေးဟာတခုမှစကားမပြောခဲ့ပေမဲ့လမ်းလျှောက်နေတဲ့နောက်ထပ်တယောက်ကတော့အထက်တန်းကျောင်းသူလေးတယောက်ပဲဖြစ်ပါတယ်နံပါတ်5ဆိုင်မို့ကိုဖျက်ချော်ပြီးတဲ့နောက်မှာတော့အဲ့ဒီမိန်းကလေးကနောက်ဆုံးမှာသူ့ကိုစကားပြောလာခဲ့ပြီးသူမှလည်းလမ်းပြောင်းနေတာမို့လို့အတူတူပူးပေါင်းကျင်တယ်လို့ဆိုပါတယ်အဲ့လူကသဘောတူလိုက်ပြီးတော့မှသူတို့တွေထူးခြားမှုကိုရှာနေတော့မှမိန်းကလေးကသူတို့တည်သွားကြပြီလားဒါငရေပြီလားလို့မေးခွန်းထုတ်ပါတယ်သူမကသူ့ကိုတခုခုအပေါ်မှာအပြစ်ရှိသလိုခံစားနေရလားလို့ကြောက်ကြကောင်းမေးပြီးတော့မှနောက်တာပါလို့ရီမောလိုက်ပါတယ်အဲနောက်မှာတော့အဲ့ဒီလူဟာတကယ်ပဲအဲ့ဒီညကထွက်သွားကျင်တာလားလို့မေးပြီးသူ့ရဲ့နေ့စဉ်ဘဝကတနာစရာကောင်းတယ်လို့ပြောကဒီမှာပဲနေဖို့တဲ့ဖိတ်ခေါ်ပါတယ်ရုတ်တရက်ပဲသူမဟာအဲ့ဒီစကားကိုပဲထက်ကတလေးလေးပြောနေပြီးစက္ကန့်အနည်းငယ်လောက်ငြိမ်သွားခဲ့ပြီးတော့အတန်ထူးထူးဆန်းဆန်းတွေနဲ့အော်ဟစ်ပါတော့တယ်နောက်ဆုံးမှာတော့သူမဟာထူးခြားမှုတစ်ခုပြင်ပန်းတည်သွားခဲ့ပြီးအဲ့လူနဲ့ကောင်လေးတို့ဟာနောက်ပြန်ပြေးခဲ့ကြပြီးတော့နံပါတ်6ဆိုင်းမို့ကိုတွေးခဲ့ပါတယ်မူလနေရာမှာတော့မိန်းကလေးကလမ်းပြန်ရှောင်နေပြီးတော့သူတို့နှစ်ယောက်ကထူးခြားမှုတွေကိုစစ်ဆေးပါတယ်ကောင်လေးကအရင်ကမရှိခဲ့တဲ့အလဲမှာလက်ကင်မှုပါတဲ့တကားကိုစိုက်ကြည့်နေခဲ့ပေမဲ့စကားတော့မပြောပါဘူးအဲဒီလူကလက်ကင်မှုကိုသတိမထားမိပဲနဲ့ကောင်လေးကိုခေါ်ပြီးတော့ရှေ့ဆက်သွားတဲ့အတွက်ဆိုင်းမို့ကနံပါတ်3ညကိုပြန်ပြီးတော့ရောက်သွားပါတယ်သူကဒေါသတကြီးနဲ့ညှို့ကြားချက်ဆိုင်းမို့ကိုဆွဲခွာပြီးမြေကြီးဘုတ်ကိုပြေးချပြီးတော့စိတ်တဲ့ကြခဲ့ပါတော့တယ်သူကဆေးအေးသွားတဲ့အခါမှာတော့ကောင်လေးကိုတောင်းပန်ပြီးအစကပြန်စားပါတယ်မူလနေရာမှာသူတို့ဟာထွက်ပေါက်လေကားကိုတွေ့ရပြီးတော့ဝမ်းသာအားရနဲ့အဲ့ဒီဘက်ကိုပြေးသွားလိုက်ပါတယ်ဒါပေမဲ့ကောင်လေးကတော့သူ့ကိုတားဖို့အတွက်အတင်းဆွဲထားရာကနေလဲကျခဲ့ပြီးပါးစပ်မှာအမာရွတ်ဖြစ်ခဲ့တာပါအဲ့လူကသူ့ကိုအတူလိုက်ဖို့အတွက်ပြောပြီးမဲ့ကောင်လေးကလုံးဝမရွေးတော့သူတယောက်တည်းလေကားပေါ်ကိုပြေးတက်သွားပါတယ်အဲ့ချိန်မှာကောင်လေးကအနောက်ပြန်လျှောက်သွားပြီးတော့နံပါတ်1ဆိုင်းမို့ကိုတွေ့တဲ့အတွက်ဒီလေကားဟာထူးခြားမှုဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်သူကမူလနေရာကိုရောက်တဲ့အခါမှာအဲ့ဒီလူဟာမျက်နှာကြီးနဲ့လမ်းလျှောက်နေတာကိုတွေ့ရပြီးကောင်လေးကသူ့ရဲ့လက်ကိုဆွဲကြည့်ပေမဲ့ဘာမှမထူးခြားတဲ့အတွက်ဒီလူဟာဒီတန်နေရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီဆိုတာအတည်ပြုနိုင်ပါတော့တယ်။ပြည်စုံဘက်မှာတော့လမ်းပြောင်းနေတဲ့လူဟာနံပါတ်3ညကိုစိုက်ကြည့်ရင်းနဲ့ကောင်လေးဟာထူးခြားမှုမဟုတ်ဘူးဆိုတာသိသွားခဲ့ပြီးသူ့ကိုအတူလိုက်ဖို့တဲ့ဖိတ်ခေါ်ပါတော့တယ်။သူတို့တွေမူလနေရာကိုရောက်တဲ့အခါမှာတော့ကောင်လေးကဟိုဘက်ကိုလက်ညှိုးထိုးပြပြီးတော့လမ်းပြောင်းနေတဲ့လူကိုအဲ့ဒီလူဟာလူသားစစ်တဲ့မဟုတ်တော့ဘူးဆိုတာသိအောင်လုပ်ပေးပါတယ်။ကောင်လေးဟာဆိုင်းမို့ရဲ့နောက်ကျောကနောက်တစ်ချိန်ပြန်လဲပါဆိုတဲ့စာကိုစိုက်ကြည့်နေပေမဲ့စကားတော့မပြောပါဘူး။လမ်းပြောင်းနေတဲ့လူကဒါကိုမမြင်မနဲ့ဘာမှမထူးခြားဘူးလို့ယုံကြည်ပြီးသူတို့တွေဆက်လျှောက်တဲ့အခါမှာတော့နံပါတ်3ညကိုပဲပြန်ရောက်တာပါမဆိုင်မတော့ပဲသူတို့နှစ်ယောက်ပြန်စားပြီးတော့ဒီခါမှာတော့ပိုစတာတစ်ခုကပုံစံပြောင်းသွားတာကိုအမျိုးသားကသတိထားမိသွားပါတယ်သူကထူးခြားမှုရှိတယ်လို့ပြောပြီးတော့နောက်ပြန်လှည့်ခြင်းပေမဲ့ကောင်လေးကတော့ရှေ့ကိုပဲဆက်သွားနေတာပါသူကောင်လေးနောက်ကိုလဲသွားတဲ့ခါမှာတော့နံပါတ်1ဆိုင်းမို့ကိုတွေ့လိုက်ရတဲ့အတွက်ကောင်လေးဟာသူဘာတွေလုပ်နေလဲဆိုတာကိုသိနေပုံရပါတယ်နောက်တစ်ချိန်မှာတော့အမျိုးသားကဘာမှမမြင်ပေမဲ့ကောင်လေးကအလဲမှာလက်ကင်မှုပါတဲ့တကားကိုစိုက်ကြည့်နေပါတယ်အမျိုးသားလည်းမြင်သွားပြီးနံပါတ်2နံပါတ်2ဆိုင်းမို့ကိုတွေ့တဲ့အထိနောက်ပြန်လှည့်ပါတယ်မူလနေရာကိုပြန်ဝင်တဲ့အခါမှာမိတွေပြတ်သွားခဲ့ပြီးလမ်းမြောင်းနေတဲ့လူကသူ့ရဲ့ဖုန်းကဓမီကိုဖွင့်ပြီးတော့ရုတ်တရက်အတန်တစ်ခုကြောင့်လမ်းသွားရပါတယ်လေဝင်လေထွက်အပေါက်အဖုံးပြုတ်ကျသွားပြီးတော့အပေါက်ထဲကနေသွေးတွေကျလာတာဖြစ်ပါတယ်လေဝင်လေထွက်အပေါက်ထဲကကောင်လေးတယောက်ငိုတန်ကိုကြားလိုက်တော့လမ်းပြောင်းနေတဲ့လူဟာလှည့်ကြည့်လိုက်ပြီးတော့ပုံမှန်တိုင်းလမ်းလျှောက်နေတဲ့ဟိုဘက်ကလူနဲ့တိုင်မီလူနီးပါဖြစ်ခဲ့တာပါအနောက်မှာတော့သူ့ရဲ့ခြေထောက်နားမှာကြွက်တကောင်ပြေးသွားခဲ့ပြီးတော့ကလေးငိုတန်ကပိုဆိုးလာခဲ့ပါတယ်အဲဒီလူကဆိုင်းမို့ကိုတမီနဲ့ထိုးကြည့်လိုက်တော့ကြွက်တွေရဲ့ကြောမှာလူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကပ်နေတာတွေ့ရပြီးထိတ်လန့်သွားပါတယ်ကြွက်တကောင်ရဲ့ပါးစပ်ကသူ့ကိုအော်ဟစ်လိုက်တာကြောင့်သူဟာလန့်ပြီးတော့ဖုန်းပြုတ်ကျခဲ့တာပါအခုတော့ဇင်းညံလန်းကပြန်မောင်းသွားခဲ့ပြီးဖြစ်ပြီးကံကောင်းထောင်းမဆောင်တဲ့ကောင်လေးဟာဖုန်းကိုရှာတွေ့ပြီးတော့သူတို့အတူတူနောက်ပြန်ပြေးကြပါတော့တယ်အဲ့ဒီချိန်မှာမီးတွေကတဖြက်ဖြက်ဖြစ်နေပြီးတော့မှကျမ်းမြေပေါ်မှာသွေးကွက်တွေနဲ့
ကြောက်စရာကောင်းတဲ့ကြွက်တွေကိုမြင်နေရပါတယ်နောက်ဆုံးတော့သူတို့တွေလမ်းကျိုးကိုတွေးလိုက်တဲ့အခါမှာမီးတွေဟာပုံမှန်ပြန်လင်းလာခဲ့ပြီးတော့နံပါတ်3ဆိုင်မုတ်ကိုတွေးလိုက်ရပါတယ်နောက်တစ်ချိန်မှာတော့သူတို့ရာကြောင်တကောင်ပြေးသွားတာကိုတွေ့ရပြီးအမျိုးသမီးတစ်ယောက်ကအဲ့ဒီနေရာမှာအစားထိုးပေါ်လာခဲ့ပါတယ်ကောင်းလေးကမေမေလို့ခေါ်ပြီးတော့သူမစီကိုပြေးဖို့ကြိုးစားပေမဲ့လမ်းပြောင်းနေတဲ့လူကဒါဟာထူးခြားမှုဆိုတာသိလို့သူ့ကိုဆွဲထားပါတယ်အဲ့ဒီမျိုးသမီးကသူမရဲ့ဘိုက်ကိုကန်ပြီးတော့ဘာလို့ချင်လဲလို့မင်းနေတော့ရုံးကန်နေတဲ့ကောင်လေးဟာနောက်ဆုံးတော့မေလဲကျသွားခဲ့ပါတယ်နမလေးဆိုင်မုတ်ကိုတွေ့ပြီးတဲ့နောက်မှာတော့အမျိုးသားဟာကောင်လေးနိုးလာတဲ့အထိထိုင်ဆောင်နေပြီးသူဘာတွေဖြစ်ခဲ့တာလဲလို့မေးတော့ကောင်လေးကသူ့မိကသူ့ကိုလိုက်ရှာစေခြင်းလို့တမင်တကာလူစုခွဲခဲ့တာလို့ပြောပါတယ်အမျိုးသားကလည်းသူငယ်ငယ်ကသူ့ရဲ့မိကိုအဲ့လိုတခါလှုပ်ဘူးတဲ့အကြောင်းဝင်ခဲ့ပါတယ်သူတို့ရဲ့ကလေးဘွားအကြောင်းပြောရင်းနဲ့သူတို့နှစ်ယောက်စလုံးသူတို့ရဲ့ဖခင်တွေကိုမတွေ့ခဲ့ဘူးဆိုတာသိလိုက်ပါတယ်သူတို့နှစ်ယောက်မူလနေရာကိုပြန်ရောက်တော့ကောင်လေးကဆိုင်မုတ်ဘော်ကနံပါတ်8ကနေပြောင်းပြန်ဖြစ်နေတာကိုတွေ့ရပြီးတော့ချက်ချင်းပြောပါတယ်သူတို့တွေနောက်ပြန်လှည့်ပြီးတော့နံပါတ်5ကိုဖြတ်ကနောက်တစ်ချိန်ပြန်စားပါတယ်ဒီကမှာတော့တကားတစ်ချက်ပွင့်နေပြီးတော့အထက်ကိုချောင်းကြည့်လိုက်တော့အမောင်ထဲမှာအဲ့ဒီမျိုးသားဟာမြေရောက်ရထားပေါ်မှာကလေးနဲ့ကလေးမေကိုလေးလျူရှူထားခဲ့တဲ့သူ့ကိုယ်သူပြန်မြင်နေရပါတယ်သူဟာကိုရှက်မိပြီးတော့မှတကားကိုပိတ်ကနံပါတ်6ဆိုင်မုတ်ကိုတွေ့အောင်ကောင်လေးကိုခေါ်ပြီးတော့နောက်ပြန်လှည့်ပါတယ်ဆက်မသွားခင်မှာပဲအမျိုးသားကကောင်လေးကိုအပြင်ရောက်ရင်ဘာလို့ချင်လဲလို့မေးပါတယ်ကောင်လေးကပီဇာစားချင်တယ်ဆိုပေမဲ့အမျိုးသားကတော့သူ့ကိုယ်သူဘာလို့ချင်လဲမသိပါဘူးစိတ်ညစ်နေတာကိုတွေ့တဲ့အခါမှာကောင်လေးကသူ့ကိုအကာအကွယ်ဖြစ်နေခီးကုံလေးတစ်ခုပေးပါတယ်နောက်တစ်ချိန်မှာတော့သူတို့အသေးစိတ်တွေကိုစစ်ဆေးနေတော့ရုတ်တရက်အချက်ပေးတံတစ်ခုကြားလိုက်ပါတယ်ညိုပို့ရေလန်းတစ်ခုကဇင်းညံလန်းတွေကိုစီးဝင်လာခဲ့ပြီးတော့အမျိုးသားဟာစပြီးတော့ပြေးခဲ့ပြီးမဲ့ကောင်လေးကချော်လဲသွားတာပါအမျိုးသားကသူ့ကိုကူညီဖို့နောက်လဲလိုက်တော့ရေတွေကသူတို့နှစ်ယောက်စလုံးကိုလှမ်းမိုးသွားပါတယ်အိမ်မက်တစ်ခုထဲမှာတော့လမ်းမြောက်နေတဲ့လူနဲ့သူ့ရဲ့ရေသားဟောင်းကကမ်းခြေမှာရှိနေပြီးသူတို့ရဲ့အနာဂတ်သားလေးကရေထဲမှာစုံနေပါတယ်သူတို့တွေအဲ့ဒီအချိန်တွေကိုဆွေးနွေးကြပြီးတော့အမျိုးသမီးကသူဟာသူ့ရဲ့သားကိုကာကွယ်ပေးနိုင်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်အဲ့တော့မှတော့ကောင်လေးကသူ့စီကိုအကာအကွယ်ဖြစ်နေခီးကုံလေးတစ်ခုယူလာပေးတဲ့အခါမှာလမ်းမြောက်နေတဲ့လူဟာသူ့ရဲ့သားဇင်းညံတွေကကောင်လေးပဲဆိုတာသိသွားခဲ့ပါတယ်အဲ့ဒီကောင်လေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးတော့မှရေထဲမှာအတူတူကစားကြပါတယ်ဇင်းညံလန်းထဲမှာတော့အမျိုးသားဟာကောင်လေးကိုပွေ့ချပြီးတော့ပြန်ပေါ်လာပြီးရေတွေစီးနေတော့မှသူတို့နှစ်ယောက်စလုံးစိုင်းမုတ်ကိုအတူတူကင်ထားကြပါတော့တယ်ကံမကောင်းဆောင်တဲ့ရေစီးကအရန်တန်တော့လမ်းပြောင်းနေတဲ့လူဟာစိုင်းမုတ်ကိုလက်လွတ်လိုက်ရပြီးကောင်လေးနဲ့ဝေးရောက်ကိုမျောပါခဲ့ပါတယ်ခဏကြာတဲ့အခါမှာတော့ကောင်လေးကကြမ်းမြင့်ပေါ်မှာနိုးလာခဲ့ပြီးရေတွေမရှိတော့ဘဲနဲ့အမိုက်ချက်တွေပဲကျန်ခဲ့ပြီးမြဲလမ်းပြောင်းနေတဲ့အမျိုးသားကိုတော့ရှာမတွေ့တော့ပါဘူးရေကြီးတာကထူးခြားမှုဖြစ်တဲ့အတွက်ကောင်လေးဟာနောက်ပြန်လှည့်လာခဲ့ပြီးတော့နံပါတ်9ဆိုင်မုတ်ကိုတွေးလိုက်ပါတယ်သူဆက်ရောက်လာပြီးတော့မူလနေရာမှာဘာမှထူးခြားတာမတွေ့ပါဘူးအဲဒါကြောင့်ဆက်သွားပြီးတော့လမ်းတောင်မှာပျောက်ကွယ်သွားခဲ့ပါတယ်အဲနောက်မှာတော့လမ်းပြောင်းနေတဲ့လူဟာပြန်ပေါ်လာခဲ့ပြီးသူလည်းဘာထူးခြားမှုမှမတွေ့ပါဘူးဒါကြောင့်သူရဲ့ရှေ့ကိုဆက်ရောက်လာတော့နောက်ဆုံးလေကားပြီးမှနံပါတ်10ပေါ်လာခဲ့ပြီးခူးကုံလေးကိုကြည့်ပြီးတဲ့နောက်မှာတော့သူဟာလေကားတန်းဆင်းသွားပြီးတော့မကြခင်မှာပဲပုံမှန်လူအုပ်ကြီးရဲ့ဂျားတွေကိုပြန်ရောက်သွားပါတော့တယ်သူရဲ့ဖုန်းကလိုင်းပြန်တက်လာခဲ့ပြီးတော့အေးဝဲတောက်လို့လည်းရခဲ့ပါပြီအနောက်မှာတော့သူဟာရီသားဟောင်းစီကိုဖုန်းဆက်ပြီးတော့သူမစီကိုလာနေတဲ့အကြောင်းကြေပေးပါတယ်သူမြောက်ရထားဘော်ကိုရောက်တော့ကလေးကပြန်ကုန်နေပြီးခူးတဲ့ကကလေးမေကိုထပ်ပြီးတော့អော်ပါတော့တယ်အဲ့ခါမှာတော့လမ်းပြောင်းနေတဲ့လူဟာလှည့်ကြည့်လိုက်ပြီးတော့ကူညီပေးဖို့အတွက်ကြိုးစားလိုက်ပါတယ်ဒီလိုနဲ့ပဲဇလန်လေးဟာအဆုံးသက်သွားပါတော့တယ်ခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ